အမေရိကန်နဲ့ကျူးဘားနိုင်ငံအကြားပထဝီနိုင်ငံရေးတင်းမာမှုတွေအရှိန်အဟုန်မြင့်တက်နေချိန်မှာအမေရိကန်စစ်တပ်ရဲ့လေယာဉ်တင်သင်္ဘောအုပ်စုကြီးဖြစ်တဲ့ USS Nimitz စစ်ရေယာဉ်အုပ်စုဟာကာရစ်ဘီယံပင်လယ်ပြင်အတွင်းကိုတရားဝင်ပြောင်းရွှေ့အခြေစိုက်လိုက်ပြီဖြစ်ပါတယ်။ဒီစစ်ရေယာဉ်အုပ်စုဟာတောင်အမေရိကတိုက်တစ်ဝိုက် Southern Seas 2026လို့ခေါ်တဲ့ကြိုတင်စီစဉ်ထားတဲ့စစ်ရေးလေ့ကျင့်မှုပြီး Virginia ပြည်နယ်ဘက်ကိုဦးတည်မောင်းနှင်နေတာဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်ကဒီစစ်သင်္ဘောအုပ်စုကိုကာရစ်ဘီယံပင်လယ်ပြင်အတွင်းရက်အနည်းငယ်ကြာဆက်ရှိနေဖို့အရေးပေါ်လမ်းကြောင်းပြောင်းလဲတဲ့အမိန့်ပေးလိုက်တာပါ။အမေရိကန်စစ်ဖက်အရာရှိတွေကတော့အခုလိုစစ်သင်္ဘောကြီးတွေဆေလွတ်တာဟာကျူးဘားနိုင်ငံကိုပြတ်သားတဲ့သတိပေးချက်တစ်ခုပေးလိုက်တာဖြစ်ပြီးလက်တလုံးမှာတော့စစ်စင်ရေးလုပ်ဖို့အစီအစဉ်မရှိသေးဘူးလို့ဆိုပါတယ်။အမေရိကန်ကအခုလိုလှုပ်ဆောင်ရတဲ့အကြောင်းရင်း၃ချက်ရှိပါတယ်။ပထမချက်ကတော့လွန်ခဲ့တဲ့နှစ်30ကအမေရိကန်အရပ်ဖက်လေယာဉ်တစ်စင်းကိုပစ်ချခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ကျူးဘားခေါင်းဆောင်ဟောင်း Raul Castro ကိုအမေရိကန်တရားရေးဌာနကလူသတ်မှုနဲ့တရားစွဲတင်လိုက်တဲ့ကိစ္စဖြစ်ပါတယ်။ဒုတိယအချက်ကတော့အမေရိကန်အစိုးရကကျူးဘားကျွန်းကိုတွားမဲ့လောင်စာဆီတင်သင်္ဘောတွေကိုကြားပြပိတ်ဆို့ပြီးရေနံပိတ်ဆို့မှုကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေလို့ကျူးဘားမှာလျှက်စစ်မီးပြတ်တောက်မှုတွေနဲ့စီးပွားရေးအကျပ်တဲတွေဆိုးဝါးနေတာကြောင့်ဖြစ်ပါတယ်။တတိယအချက်ကတော့ကျူးဘားနိုင်ငံဟာရုရှားနဲ့အီရန်နိုင်ငံတို့စီကနေစစ်ဖက်သုံးဒရုန်းအစင်းရေ300ကျော်ကိုလက်ခံရရှိထားတယ်ဆိုတဲ့ထောက်လှမ်းရေးသတင်းကြောင့်အမေရိကန်ဘက်ကလုံခြုံရေးအရစိုးရိမ်မကင်းဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီ USS Nimitz စစ်ရေယာဉ်အုပ်စုကြီးထဲမှာနျူကလ িয়ার စွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီးအပြင်စစ်လေယာဉ်မျိုးစုံတင်ဆောင်ထားတဲ့လေကြောင်းတပ်စု18စုပဲ့ထိန်းတပ်ဒုံးကျည်ဖြင့်သင်္ဘော USS Greeley နဲ့ရိက္ခာဖြည့်သင်္ဘောတို့ပါဝင်ပြီးအင်အားအပြည့်ဖြန့်ကျက်ထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ